မင်္ဂလာပါဒီနေ့မှာတော့ချက်လို့လည်းအရင်ရွှွှွလွယ်ကူပြီးတော့စားလို့လည်းအရင်ကောင်းတဲ့ငါးငပိချက်လေးချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးခရမ်းကျင်သီးတွေကိုချက်သွန်ဖြူနီငြုတ်သီးရောင်တင်မို့ငပိအနှဲငယ်ငါးငတ်ပြားရဲ့အနှဲငယ်စနုံမို့အနှဲငယ်စီအနှဲငယ်ထည့်မှာဖြစ်ပါတယ်စီအနှဲငယ်ထည့်ပြီးသွားရင်ဆိုရင်တော့ရေကိုခရမ်းကျင်သီးနူးလောက်တဲ့အထိထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခရမ်းကျင်သီးတွေနူးတဲ့အထိထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာခရမ်းကျင်သီးတွေအီးပြီးတော့ခြေလို့ရတဲ့အနေထားမှာဆိုရင်တော့ရှုံးရည်ခြေရထက်ကိုပိုပြီးခြေရမှာဖြစ်ပါတယ်ခရမ်းကျင်သီးလေးတွေအနှစ်ပေါက်ပြီးတော့ကြေပြီးဆိုရင်တော့အရသာနေထားတဲ့ကက်ကလေးငါးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီစစ်မှာတော့ငါးညင်နဲ့လည်းမရစေဘဲနဲ့အရသာကြီးလည်းဝင်ဖို့အတွက်အခုလိုမျိုးတခြားလုံးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့တထားပေးရမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးရေလဲခမ်းပြီးတော့ငါးလေးတွေလည်းအပေါ်ကျော်လေးတင်းလာပြီးဆိုရင်တော့ရေထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကငါးရီလည်းနူးဖို့အတွက်နဲ့ရေလဲဆက်ဆက်လေးစားချင်တဲ့အတွက်ကြောင့်ရေနှင်းငယ်ပို့ထည့်ခဲ့ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့တထားပေးရမှာဖြစ်ပါတယ်ခင်ဗျာငါးကအကျက်လွယ်တဲ့အတွက်ကြောင့်အကြာကြီးတော့တည်စရာမလိုပါဘူးခင်ဗျာအခုလိုမျိုးရေစုလာပြီဆိုရင်တော့ကြိတ်ထားတဲ့ငရုတ်သီးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ငရုတ်သီးတွေချက်ပြီးတော့ဘိုင်းမနာစေဖို့တော့ကိုတော့ကြာကြာလေးတည်ပြထားပေးရအောင်မှာဖြစ်ပါတယ်ခင်ဗျာငရုတ်သီးတွေချက်ပြီးဆိုရင်တော့နာမည်လေးအုပ်ပေးရပါမယ်ပြီးရင်တော့ဖုံးလေးခဏအုပ်ထားပါမယ်ခင်ဗျာဘာကြောင့်လဲဆိုတော့နာမည်နဲ့လေးမှုေးနေအောင်လို့ပါခင်ဗျာခဏလောက်နေလို့ရှိရင်တော့အရန်အရသာရှိပြီးတော့မှုေးလဲမှုေးဆက်လဲဆက်ပြီးတော့ထမင်းအရန်စားလို့မိန်နဲ့ငါးငပိချက်ရေကျဲလေးရပါပြီခင်ဗျာကျွန်တော်တို့ထမင်းစားဖို့အတွက်လိုက်ခဲ့ပါအောင်နော်ဒီငါးငပိချက်လေးနဲ့စားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ညီမလေးဖြစ်ပါတယ်ချက်နေတဲ့အချိန်မှာကင်မရာရိုက်ပေးနေတဲ့ကောင်ကိုတရေကြနေတာဖြစ်ပါတယ်ဟုတ်ပါနေဆောင်နေချက်ဆောင်နေဦးရညချက်ဒီချက်လေးတွေကကြတော့ရိုးရှင်းပြီးတော့အရင်ရတာရှိပါတယ်ဒါတည်းအသီးလေးတို့မှာဖြစ်ပါတယ်တည်းဘူးဘယ်လိုလဲနော်ကြာတာဒီမကောင်းတော့နှစ်ရက်ရှိပြီတော့ကရင်ပြန်နေဒီမှာတမစားကောင်းတော့ဘာလို့လဲကက်ကလေးငါနဲ့ချက်တာတော့ချိုးပါတယ်စားကြလားမစားကြလားခေါင်းတော့မပေါ်လားနော်စားတော့ပတ်သက်လို့ရှိရင်သူက ဖိတ်ချတယ်ညှိစရာမလိုရထားလို့ကောင်းပါရဲ့အခုလိုမျိုးပေါ့နော်ဂရင်းပြက်နေတာဖိုင်ရတယ်အဲ့လိုငါးငတိချက်လေးပါလေချက်စားပါခင်ဗျာ
တွေ့ရ โอเคကျွန်တော်ဆက်စားလိုက်ပါအောင်ခင်ဗျာအားလုံးပဲတက်တာပါ